ကားပြောလိုက်ရနဲ့ကြားလိုက်ရတဲ့လူတွေစီမှာယောဂတွေရလာတာလို့မပြောဘဲနေနေတော့တဲ့အခါရွာလူတွေကတော့သူ့ကြောက်ဆိုတာသိပေမဲ့ဘာကြောင့်လဲဆိုတော့မသိခဲ့တဲ့အချိန်တရက်မှာကောင်မလေးအေးကြောင့်ကောင်တိတဲ့စီစာရေးပြပြခဲ့ရမှာတရားလုံးတည်တော့ပါတော့တယ်ကီဆူဆိုတဲ့ကောင်မလေးရောမဆိုစကားမပြောဘဲနေနေရတဲ့ကလေးလေးတယောက်ပေါ့တရားလုံးကလည်းအပိတ်ကမ်းပြသဘောထားပြီးယောဂယူလာတတ်တယ်ဆိုပြီးတော့ပြောနေကြတာပါဘာလို့ဆိုသူနားနေတဲ့လူတိုင်းမတန်ဆန်းဖြစ်ရင်ဖြစ်မဖြစ်ရင်ဖြန်းနာတယ်ဖြစ်ပြီးကျမရင်မကောင်းတာလည်းဖြစ်တတ်လို့ပါသူ့ဖေနဲ့မေကကျမရင်မကောင်းလို့သူတို့ရဲ့အလုပ်ရှင်စေတနာပေးတဲ့စားစရာလေးနဲ့ပဲစားနေရတာပေါ့နောက်တော့မရှိဆိုတဲ့အမျိုးသားရောက်လာခဲ့ပါတယ်ဒီရောမနေရတဲ့တကြီးတက်နေတာမြင်လိုက်ပြီးထူးဆန်းနေတာနဲ့အကောင်မလေးစီလဲသွားခဲ့တာပေါ့နောက်တော့သူကဒါကိုပင်းနဲ့ပြောပြီးဘလို့ဖြစ်တာလဲမေးပါတယ်ကီဆူလို့ခေါ်တဲ့ကောင်မလေးကလည်းသူငယ်တဲ့စကားပြောတဲ့တခြားသူတွေကိုပေါ်မတကြီးလို့ဟာတွေပေါ်လာတာအဆမသိခဲ့ပြီပဲနောက်ပိုင်းကျသူတို့ကမတန်ဆန်းဖြစ်လာတာယောဂတွေရလာကြလို့စကားပြောတော့တာလည်းပြောပါတယ်မရှိတော့ဒါကိုတကြီးကောင်လို့ခေါ်ပြီးအတောင်နားထောင်ပြီးအစာချလည်းပြောပါတယ်မင်းရဲ့တမျိုးဖြစ်နေတာမလို့သူတို့လာခေါ်တယ်လို့ဖြစ်သွားတာသူတို့ရောက်လာတော့အစာမလို့ခဏကိုပေါ်တမီနေခုလို့ဖြစ်တာပြောပါတယ်အခုကြည့်ပေးမယ်ဆိုပြီးတောင်းတစ်ခုနာမယ်တောက်ဆောင်ခိုင်းပါတယ်မဆက်ငင်ကီဆူကသူ့ကူညီလေးရှိတဲ့အမျိုးသားဆိုင်ပြီးကျေးဇူးတင်ပါတယ်စကားပြောတာယောဂဖြစ်မှာဆိုလို့ဆိုပြီးရေးပြီးခဲ့ပြီမဲ့နေ့ကဆမ်ဖတ်တတာမလို့ရောက်လူတယောက်ကဖမ်းမိသွားပြီးတီတော်တော့ကလည်းဖမ်းမာတော့တယ်ကောင်လေးကလည်းကောင်မလေးလက်ကိုဆက်ပြီးမူရှိညင်မြတဲ့တောက်စီအရင်ပြေးနေကြပါတယ်ဒါမဲ့တောင်းကိုပေးချက်သွားတော့မူရှိရောက်လာခြင်းမှတော့မတွေ့တော့ပါဘူးနောက်အတန်ကြလို့တွားကြည့်ရမှာသူတို့အဆင်ပြေနေအောင်တွေ့ခဲ့ရပါတယ်အဲ့နဲ့မူရှိကငါလည်းအစာပင်လင်းတဲ့နေရာမှာအဲ့လိုလက်ခံမလို့ပဲအဲ့ဒါမှတကြီးကောင်တွေတောင်းနေပြန်ရမှာဆိုပြီးပြီးတော့ပင်လင်းတဲ့နေတော့ပြန်အဆင်ပြေအောင်လို့ဆိုပြီးပြောပါတယ်ခုလိုလည်းရပါတယ်ပြောပြီးအဆင်ပြေတော့ကရွာလူတွေလည်းကျမ်းမိုင်ပြန်ကောင်းသွားပြီးကီဆူလည်းသူ့ကောင်လေးနဲ့တူပင်လင်းနားကရွာမှာပဲအတူနေတော့ကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်